Hello, alo be mingla ba. Di ni do ngayan taye di hin chit sa ma phit pa de. အရင်ဆုံးငါးတွေကိုစားနဲ့စီးပြီးလိုက်ပါမယ်။ငါရဲ့အနံ့စိမ်းတွေအချွဲတွေပျောက်သွားစေတယ်ပေါ့နော်။ပြီးရင်တော့ရေနဲ့2ခေါက်3ခေါက်လောက်စီးပြီးလိုက်ပါမယ်။ချက်သွန်ဖြူလေးတွေလီးပြီးထားလိုက်ပါမယ်။ငရုတ်ဒီကိုအရင်ထောင်းလိုက်မယ်ပေါ့နော်။ပြီးရင်တော့ချက်သွန်နဲ့ချက်သွန်ဖြူကိုပြန်ရောထုံးပြီးလိုက်ပါမယ်။ငရုတ်ဒီအစိမ်းမုတ်စားထက်ပါမယ်ပြီးရင်တော့ငါရတာနေဘူးစားထက်ပါမယ်အသားမုတ်ထက်ပါမယ်ထန်းလဲထက်ပါမယ်ငံပြရည်လေးထက်ပါမယ်ခုနကထောင်းထားတဲ့ငရုတ်ဒီတပွဲယူပြီးတော့ထက်ပါမယ်အားလုံးကိုရတာတွေစိတ်ဝင်အောင်နေပေးလိုက်ပါမယ်အချိုမုတ်စားတဲ့သူတွေတော့အချိုမုတ်ထက်လို့ရတယ်ပေါ့နော်ထန်းလဲမထက်ချင်လည်းရပါတယ်ပြီးရင်တော့တရက်ဒီတစ်လုံးလောက်ချီယူလိုက်ပါတယ်တရက်ဒီတစ်လုံးဆိုရင်အချင်းအနေအတော်လေးပဲပေါ့နော်ပြီးရင်တော့ငရုတ်ဒီစီတက်ပေးလိုက်မှဖြစ်ပါတယ်မွေးလာပြီးဆိုရင်ငါထက်ပါမယ်ငါအသားတွေနည်းနည်းမှလာအောင်မွေးပေးလိုက်ပါမယ်ပြီးရင်တော့ရေလေးပြန်ထည့်ပေးလိုက်ပါတယ်ငါအပေါ်ဖုံးရုပ်လေးပဲထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့အဖိုးလေးပြန်အုပ်ပေးလိုက်ပါမယ်ပေါ်ဆူလာပြီးဆိုရင်ငါအသားလည်းနည်းနည်းလေးနူးလာပြီးဆိုရင်တရက်ဒီပြန်ထည့်ပေးလိုက်ပါတယ်ခုနကရေထက်တဲ့ခါကတရက်ဒီတစ်ခါတည်းထက်ချင်လည်းထက်လို့ရတယ်ပေါ့နော်ဒါမဲ့စီးကြတော့တရက်ဒီအတုံးလေးစားချင်တယ်ဆိုတော့ငါအသားနည်းနည်းနူးလာမှတရက်ဒီပြန်ထက်တာပေါ့နော်9မိနစ်6မိနစ်လောက်ဖိုးလေးအုပ်ထားလိုက်မယ်ပေါ့နော်ပြီးရင်တော့ကူချိုက်တဲ့အရာသာအဆင်မပြေသေးဘူးဆိုရင်ပြန်ခတ်ထက်လို့ရတယ်ပေါ့နော်ရေကနေတော့ပဲထက်ထားရဲဆိုတော့တရက်ဒီနဲ့ဟင်းရေကနည်းနည်းလေးငွေပေးရတယ်ပေါ့နော်ပြီးရင်တော့9မိနစ်6မိနစ်လောက်အဖိုးလေးအုပ်ထားလိုက်မယ်ပေါ့နော်တရက်ဒီကနူးပြီးဆိုလို့ရှိရင်ရပြီပေါ့နော်တရက်ဒီကမနူးသေးဘူးဆိုလို့ရှိရင်တော့အဖိုးလေးထည့်အုပ်လို့ရတယ်ပေါ့နော်တရက်ဒီအတုံးနဲ့စားချင်နေဆိုရင်9မိနစ်6မိနစ်လောက်တော့အတော်ပဲပေါ့နော်โอเคတရက်ဒီလဲနူးပြီးဆိုတော့အဆင်ပြေသွားပြီပေါ့နော်ပြီးရင်တော့ကူထည့်ချင်တဲ့အပိန်တွေဆန်းနန်းပင်တွေနဲ့နန်းပင်တွေအကုန်ထည့်ပေါ့နော်ဆယ်ပဲပေါ့နော်ချင်းငံဆက်ပြီးရင်တော့အဖိုးလေးပြန်အုပ်ပြီးထားလိုက်မယ်ပေါ့နော်နန်းပင်လေးတွေမွေးလာအောင်ဆယ်ပဲငါဟင်းကြိုက်တယ်ဆိုတော့ဘလူချက်ကြိုက်တယ်ပေါ့နော်ငါနဲ့တရက်ဒီတွေ့ချင်တတော်လိုက်ဖက်တာအရသာချင်းငံဆက်ပေါ့နော်ရှယ်ပဲငါကစားနဲ့စီးထားတယ်ဆိုတော့အနံ့စိတ်တွေလည်းလုံးဝမရှိဘူးပေါ့နော်ကဲငါတရက်ဒီဟင်းလေးရပါပြီဗီဒီယိုကိုစုပ်တီးကြည့်စုပေးတဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ထက်လည်းဟင်းချက်နေလေးတွေအများကြီးတင်ပေးပါမယ်အားလုံးပဲကျေးဇူးပါ